စိုးလင်းအောင်မောင်လေးစိုးလင်းအောင်နေယောက်ျားစစ်စစ်ဖြစ်လို့စင်ယောက်ျားစကားပြောဖာစကားမပြောနဲ့โอเคနော်ငါပြောတဲ့စကားအတိကဘာလဲအဲ့ဒီအတိကငါပြောထားတဲ့စကားလုံးမနေပြောမောင်လေးကပြောတယ်အမမောင်လေးပုံထောင်ပြီးတော့ဆောက်ဆက်ခွဲတယ်ဘသူကငါပုံအရင်ထောင်လဲဟမ်ပူတူကိစ္စတော့ပူတူနိကိုလာတော့ကူညီတောင်းငါငါပုံထောင်တယ်မဟုတ်လားအဲ့တော့မျိုးစင်ငါတို့ငါနိကိုပြန်တော့ဆောက်ဆက်လို့စင်ငါဆောက်ဆက်ခွဲတာပဲလေဟမ်ငါဘာကြောင့်ပူတူဆဲရတာလဲငါဆဲတင်းလို့ငါဆဲတာလေတည်င်းအမောင်ချနေတဲ့လူတယောက်ကအခါပေါင်းများဆိုတာငါမအေးလို့မခေါ်လို့စင်ခွေးမသားလို့မခေါ်လို့စင်ငါဘာခေါ်ရမလဲဟမ်မာလာတည်င်းကိုလိုက်တော့ပိုက်ညီမဒီကြီးတည်င်းလိုက်တော့ပိုက်တဲ့ကောင်ကမအေးလို့ငါမခေါ်လို့စင်ခွေးမသားလို့ငါမခေါ်လို့စင်ငါဘယ်လိုမျိုးခေါ်မလဲဟမ်နိပောင်ကိုငါပြတာနေအဲ့ဒီဖေလို့မနဲ့မအေးလို့တည်င်းပြန်တော့တင်တာအဲ့ဒီဘောမမီဒီယာတည်င်းပြန်တော့တင်တာလေဟုတ်လဲမဟုတ်မှန်လဲမမှန်ဒီသူတို့တွေအာယုံနောက်အောင်နေတော့ပြန်တော့တင်နေချဲတယ်တင်စားလည်းမတင်စားဘူးတတိအစ်စ်မှလည်းမဟုတ်ဘူးကိုဘက်ကလူလည်းမဟုတ်ဘူးစိုးလင်းဦးနေပြောတဲ့နေတာအမေသားစစ်စစ်ဖြစ်လို့စင်ရင်နေကြလိုက်ပူတူဘက်ကလားဘောမဆယ်လီတွေလားဘောမရောက်စမီသမီးရောက်စမီသားလားအဲ့ဒီကောင်တွေအားလုံးအဲ့ဒီမတွေအားလုံးငါတို့တော်လိုင်းရဲ့တတိနဲ့တို့ပြန်တော့တင်ဘူးလားတို့ပြန်တော့ချဲဘူးလားဟမ်ငါတို့စစ်ဘေးဆောင်တယ်တို့ကူညီဘူးလားမကူညီဘူးနေရအမေသားစင်ဘာဖြစ်တော့ဆောက်တာလဲအဲ့ဒီဘောမမီဒီယာတွေအဲ့ဒီဘောမတတိနေအဲ့ဒီဘောမနဲ့ကိုနေတော့စိတ်ပူတာနေရလောက်လားငါပြောတဲ့အဓိကပြဿနာအဲ့ဒီဖေလုံးမနဲ့မအေလို့တတိနေပြန်တင်တာအဲ့ဒါငါပြောတာနော်အမေစုသားသမီး follower စာတာဘန်ပြတာအမေစုနာမည်နဲ့ဘန်ပြတာနှစ်တယောက်ပဲငါပြောတာမဟုတ်ဘူးထိုင်းနိုင်ငံမှာအများအပြည့်အဲ့လိုမျိုးလောက်တာတချို့မှဆိုရင်အမေစုတတ်တူထိုးပြီးတော့ဘောမဘက်မှာနေတာဒလန်ဖြစ်တာတခိုးတွေဖြစ်နေတာငါပြောတဲ့အချိန်မှာအမေစုနာမည်နဲ့ငါတတ်တဲ့အချိန်မှာနေတယောက်မကဘူးလေနော်နေမမိုးပြောတာနေအမေစုသားဖြစ်လို့ဘာဖြစ်လို့ဒီဘောမတတိကိုပြန်တော့တင်လာလဲဘာဖြစ်လို့ဒီဘောမဖေလုံးမလီအကြောင်းနဲ့စပတ်အကြောင်းနေတော့စိတ်ပူတာလဲဟမ်အဲ့ဒီခွေးမျိုးတဲ့ဒီဘောမတွေအဲ့ဒီမအေလိုဘက်ကလူတွေကငါတို့တော်လိုင်းရေးကိုသူတို့ပဲချိန်လာတော့ပတ်သက်လေသူတို့ပဲချိန်လာတော့တင်ပေးလေစပီကာတွေလောက်ပေးလေသူတို့ပဲချိန်ရီယက်စီလောက်ပေးလေသူတို့ဘာမှစောက်ခင်ဆိုင်ဘူးငါတို့လူတွေပဲဟိုးရအောင်ဒီရငါပြောတာဟုတ်လားနေလဲဟိုးရအောင်ဒီရမဟုတ်ဘူးလားနေတာအမေစုသားစိမယ်ဆိုရင်တော်လိုင်းရေးဘက်ကတည်မဲ့နေတင်ဘောအများအပြားစီတာဗောလေတနာဆရာကောင်းတဲ့စိပေးဆောင်တွေဆဲရမယ်မအားလာတွေဆဲရမယ်ဘောမတွေအများကြီးပဲဆဲလေတင်လေနေတာအမေစုသားပီသားလို့စင်နေဟိုးရအောင်ဒီကြောင်ဟိုရောဒီရောနေလို့ဆရာမလို့ဘူးနေတင်တဲ့မီဒီယာနေတင်တဲ့ဒီဖေလုံးမနဲ့မအေလို့လဲဘောမတွေမလာတော့တိုင်နေလေမဟုတ်ဘူးလားဟမ်ဘယ်အချိန်ကတော်လိုက်လို့လဲသူတို့ကိုကြိုးစီးပွားရေးပဲသူတို့လောက်တာလေဟမ်နိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတွေတော်လိုင်းရေးနဲ့ပတ်သက်တဲ့သတင်းတွေစစ်ဘေးဆောင်နဲ့ပတ်သက်တဲ့သတင်းတွေမလာခွေးတယ်မလာလူပညာရှင်လားမလာဆယ်လီလားမလာပလိုက်တာလားဘယ်အချိန်ငါတို့ချဲပေးလို့လဲစစ်ဘေးဆောင်တော့သူတို့ခွဲကြတာသူတို့ဘောမမဟုတ်လို့စင်သူတို့လောမကူညီဘူးအဲ့ဒါနေသိရလားအမေစုသားပီသားလို့စင်နေသိရမယ်လေဘာဖြစ်လို့နေရောဟိုရောဒီရောနေလောက်တာလေငါပြောတဲ့အဓိကပြဿနာအဲ့ဒီခွေးမသားဗီဒီယိုတွေနေပြန်တော့တင်လို့အဲ့ဒီဘောမစပတ်လီချောင်းနဲ့နေပြန်တော့တင်လို့ငါပြောတာ line ပေါ်မှာနေအဓိကတက်ပြောတာအော်အမေစုအော်နေအမေစုနာမည်အတောင်းချတယ်အမေစုပေါင်တော့ချတယ်ငါပြောရလို့လားငါပြောတဲ့ဗီဒီယိုနေတေစာနာထောင်လားဟမ်ငါတင်ထားတဲ့ခေါင်းဆောင်နေချင်းအကောင်းစင်နေချင်းလားငါရဲ့ဗီဒီယိုကောပြီးတဲ့အထိနေနားထောင်လားယောက်ျားပီသားလို့စင်ယောက်ျားစကားပြောသိလားနော်ငါရဲ့စကားငါရဲ့ပြောတယ်ငါပြောတဲ့အမှန်တရားအမားဖြစ်တော့မလုပ်နဲ့ငါမသေးသေးဘူးနေပုတုကိုကူညီပြီးတော့ပြောတော့ကနေငါပုံထောင်တယ်လေမဟုတ်ဘူးလားနေငါပုံထောင်တယ်လေနေထောင်လိုက်လို့ပုတုကမမားဘူးနေပြောလိုက်လို့ပုတုခွေးတယ်ငါဘလောက်ပဲဆဲတယ်အဲ့ဒါနေကိုချင်းစားလားအဲ့ဒါလားအမေသားပုတုကိုနေတနာတယ်ပုတုမျက်ရည်ခြူတာနေတနာတာအဲ့ဒါပဲပုတုတင်လာတဲ့တည်င်းကြောင့်အဲ့ဒီနေ့မှာပြည်သူဘလောက်သေးလဲတည်င်းဘလောက်ဖုံးလဲနေသာတော်လာရဲ့ပြီးသားလို့စင်နေလက်လာရမယ်လေနေသုံးသားရမယ်လေနေကိုချင်းစားပေးရမယ်လေပြောထားပြီနော်ယောက်ျားပြီးသားလို့စင်ယောက်ျားစကားပြောဖာစကားမပြောနဲ့ပြီးတော့နေပြောသေးတယ်နေကပြောရဲဆိုရဲတဲ့လူငယ်တယောက်မင်းအောင်လိုင်ကိုဆဲရဲတဲ့သူတယောက်နေပြောတယ်နေမင်းအောင်လိုက်ကိုဘလောက်ပဲဆဲရဲဆိုလင်းအောင်နေဘလောက်ပဲတည်အမှန်တင်းနာပေမဲ့နေကမပြတ်သားလို့စင်နေကဟိုရရောင်ဒီရောင်ဟိုဘက်ကလည်းမဟုတ်ဒီဘက်ကလည်းမဟုတ်နေအဲ့လိုမျိုးဖြစ်လို့စင်ကဆဲကိုဆဲမှာနော်မလာကိုနေဆဲတယ်တော်လာရစ်ကိုနေဒီဇိုင်းမနဲ့လောက်တယ်နော်ဘောမတည်တွေကိုနေပြန်တော့မတင်ဘူးကိုနဲ့မဆိုင်တဲ့တည်တွေဒီဘောမမီဒီယာဒီဘောမခွေးတွေဘောမအမှုပညာရှင်တွေအကြောင်းနေတော့ပြစိတ်ပူစရာမလိုဘူးလေနေတာတော်လာရစ်ပြီးသားလို့စင်အဲ့ဒီခွေးမသားတွေကိုနေစိတ်ပူစရာလားအဲ့ဒါအတိကငါပြောတာငါဝေဖန်တာငါနေကိုပြောတာနေပြောတယ်ကြံတဲ့ထောက်ဖို့တယ်ဘာဖြစ်လို့မဝေဖန်ငါပြောတာကောင်းပြီးအောင်မလေးခိုးစားလဲထောက်ဖို့လဲငါဖော်လိုက်ပြီးဘန်းပြလဲထောက်ဖို့လဲငါဖော်လိုက်ပြီးဟိုရရောင်ဒီရောင်ဒလန်ဖြစ်တဲ့ကောင်တွေလဲငါဖော်ပြီးနေငါအကြောင်းပြောလဲလာလိုက်နေတာတော့တကယ်တော်လန်ရေးလှုပ်လို့စင်နေရမမိုးဖော်ထားတဲ့အမှန်တရားအားလုံးကထိုင်းနိုင်ငံမှာတခိုးပဲလက်ကောင်စီလဲဆိုတာငါကောက်မှဝင်ကြည့်လိုက်
ငါကလုံးတင်ထားတယ်နာမည်တက်ပြောတင်တာပုံပြပြောတင်တာโอเคနော်အဲ့ကြောင့်ကိုကအစဲမခံချင်လို့စရင်ကိုအလက်လောက်တာပြပြတာလောက်ကိုလောက်ပဲကိုလောက်ကိုဒီဇိုင်းမလောက်နော်ဘောမနဲ့ရောလိုက်ဘောမတရင်တင်လိုက်ဘောမလိုက်ပြီးစိတ်ပူလိုက်တာဆဲခံရမှာနော်နင်ကဘောမဟိုစိတ်ပူအိုးကမဘာညာတလကပျောက်သွားတာလားဘာညာဟာသူများလိုတဲ့အတန်လဲသွားပြီးတော့စိတ်ပူတယ်ဟမ်နောက်ဆိုတော့သူများလင်များအေးစေးပဲဟမ်အဲ့တော့ကိုဘက်ကဘလို့စောက်တုံတက်လဲကြည့်စမ်းမမောကလေတော်လိုင်းရေးလောက်တာ6နှစ်စီပြီးဖိတ်အလုံးပေါင်းများစွာစီးတယ် follow အများကြီးပဲစီးတယ်မမောတခါမှငွေမစားဘူးစိနော်မဟုတ်မမှန်တဲ့တည်င်းနဲ့မမို့တစ်ခါမှငွေမစားဘူးမမို့အကောက်အားလုံးကမမို့တက်ပြောလိုက်လို့စရင်တည်င်းအမှန်ကန်ပဲမပြောတယ်နော်တည်င်းအမှန်ကန်ဖြစ်လို့စရင် view တက်မတက်မမို့တို့ခွင့်မဆိုင်ဘူးအဓိကဆိုတာအဲ့ဒီတည်င်းအမှန်ကန်ရမယ်အကျိုးလက်စီရမယ်တန်းကြီးအတွက်တော်လိုက်အတွက်အကျိုးစီရမယ်နော်အမိုက်မဖြစ်စေရဘူး view စာငွေစားတဲ့အကောက်အများကြီးကပောက်ကရတယ်လက်ပြောတင်တယ်မဟုတ်မမှန်တဲ့တည်င်းလက်တင်တယ်ကိုရတော်လိုက်ရေးနိုင်ငံရေးနဲ့လည်းမဆိုင်နဲ့လည်းလက်ပြောတင်တယ်ဟမ်ဘောမတည်င်းဘောမခွေးဘက်ကလူတွေကကိုနဲ့ပါဆိုင်လို့လေဟမ်ကိုတို့ဘယ်နှခါဆောက်ဖြူဆိုင်လို့လဲမကူညီမနဲ့ပြန်တော့တိုက်ခိုက်တာစော်ကားတာကောက်ကျစ်တာရောက်မာတာညစ်ပပြတာ